ဒီနေ့ HR knowledge sharing အနေနဲ့ business world မှာအရန်နာမည်ကြီးတဲ့ phrase လေးတစ်ခုကိုမျှဝေပေးခြင်းပါတယ်။အဲ့ဒါလေးကပါလေဆိုတော့ slowly hire quickly fire ဒီ phrase လေးရဲ့အဓိပ္ပာယ်ကပါလေဆိုလိုတာကဝန်ထမ်းခန့်တဲ့အခါအလျင်စလိုမခန့်မဲနဲ့ candidates ရဲ့ skill attitude culture fit ဒါတွေကိုတည်တည်ချာချာစစ်ပြီးသွားတော့မှခံတင်ပါတယ် interview ကိုတခါတည်းမဟုတ်ပဲနဲ့ multiple interviews background check ပြီးတည်တည်ချာချာစစ်ပြီးသွားတော့မှမှန်ကန်တဲ့ candidate ကိုရွေးချယ်ဖို့အရေးကြီးပါတယ်ဒါပေမဲ့ fire quickly ဆိုတာကကြတော့မတင်တော်တဲ့ employee ဖြစ်လာပြီဆိုလို့ရှိရင် company ကိုမထိခိုက်ခင်အချိန်မဆွဲပဲနဲ့ decision ယူတင်တယ်လို့ဆိုလိုတာဖြစ်ပါတယ် round hire တယောက်ကြောင့်မလို့ team ရဲ့ performance ကျနိုင်တယ်လို့ company ရဲ့ culture လည်းပြတ်နိုင်ပါတယ် productivity လည်းကျနိုင်ပါတယ်ဒါကြောင့် professional HR တွေအတွက်အကောင်းဆုံး lesson က slowly hire but solve people problems quickly HR knowledge တွေကိုထပ်ပြီးတော့မှသိကျင်တယ်ဆိုလို့ရှိရင်တော့ follow လုပ်ထားဖို့မမေ့ပါနဲ့ကျေးဇူးတင်ပါတယ်